အားလုံးမင်္ဂလာပါအောင်ရင် channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့မနေ့ခင်းမှာရှောင်ကျဉ်ရမယ့်အမှုကျင့်စိုး6ချက်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်သင်ရဲ့တနေ့တာဟာလှပတဲ့ပကြီးကားတစ်ချက်ဆိုရင်မနေ့ခင်းရဲ့ပထမဆုံးမိနစ်အနည်းငယ်ဟာအဲ့ဒီပကြီးကားရဲ့အရေးအကြီးဆုံးပထမဆုံးစီးစက်ပါပဲအစပြိုးတဲ့စီးစက်ကသာဖျို့ဖျဲဖြစ်သွားရင်တနေ့တာလုံးရဲ့အလှတရားတွေဟာလည်းမိမ့်မိန်သွားနိုင်ပါတယ်ဒါမှမဟုတ်တနေ့တာကိုပင်လယ်ပြင်ခီးရှည်ကြီးတစ်ခုလို့တင်စားမယ်ဆိုရင်မနေ့ခင်းဆိုတာသင်ရဲ့ဥတီယာကိုတတ်မှတ်ပေးမယ်အိမ်မြောင်ပါပဲအိမ်မြောင်လေးကတစိမ့်စာလေးလွဲမှားပြီးလမ်းကြောင်းမှမှန်တဲ့အမူအကျင့်တွေနဲ့စတင်လိုက်တာနဲ့တင်ရောက်ချင်တဲ့ပန်းနိုင်နဲ့ဝေးကွာသွားနိုင်ပါတယ်ဒါကြောင့်သင်ရဲ့တနေ့တာအုတ်မြစ်ကိုခိုင်ခန့်စေဖို့မနေ့ခင်းမှာမတိလိုက်ပဲလုပ်မိတဲ့အစိတ်သင့်အမူအကျင့်တွေကိုအခုချိန်ကစပြီးအတူတူဖယ်ရှားကြရအောင်လားနံပါတ်1နိုးနိုးချင်းဖုံးကြည့်ခြင်းဒါအဆိုးဆုံးအမှားတစ်ခုပါပဲနိုးနိုးချင်း social media ပေါ်ကသတင်းတွေကိုကြည့်လိုက်တာကမလိုအပ်တဲ့အချက်လက်တွေအလွန်မင်းဝင်ရောက်လာလို့စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုဖြစ်စေပါတယ်ဘယ်လိုပြင်မလဲအဲ့ရနိုးပြီးအနည်းဆုံးမိနစ်30လောက်ဖုံးကိုဝေးဝေးမှထားအောင်ဖုံးကြည့်မဲ့စာ10မိနစ်ကနေ15မိနစ်လောက်တရားမှတ်တာဒါမှမဟုတ်အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်း deep breathing လုပ်ပေးတာကစိတ်ကိုပိုပြီးငြိမ်းချမ်းစေပါတယ်နံပါတ်2နှိုးဆက်ကိုခိတ္တပိတ်ပြီးပြန်အိတ်ခြင်းနှိုးဆက်မိတဲ့အခါခိတ္တပိတ်ပြီးပြန်အိတ်လိုက်တာဟာသင်ရဲ့အိတ်ဆက်မှုစနစ် sleep inertia ကိုအနှောက်အယှက်ဖြစ်စေပြီးတနေ့တာလုံးအတွက်စိတ်ဖိစီးမှုကိုပိုများစေပါတယ်ဘယ်လိုပြင်မလဲမိမိတကယ်ထနိုင်မယ့်အချိန်တစ်ခုတည်းကိုပဲနှိုးဆက်ပေးထားပါနှိုးဆက်မိတာနဲ့ချက်ချင်းထနိုင်အောင်ကြိုးစားပါနံပါတ်3ရေမတောက်ပဲကော်ဖီတန်းတောက်ခြင်းတညလုံးအိတ်ဆက်ထားလို့ခန္ဓာကိုယ်မှာရေဓာတ်လိုအပ်နေတဲ့အချိန်မှာရေမတောက်ပဲကော်ဖီကိုတန်းတောက်တာဟာသင်ရဲ့သဘာဝစွမ်းအင်ထိညှိမှုစနစ်ကိုရှုပ်ထွေးသွားစေနိုင်ပါတယ်ဘယ်လိုပြင်မလဲအဲ့ရနိုးနိုးချင်းရေနွေးနွေးတဖန်ခွက်အရင်တောက်ပါကော်ဖီကိုတော့မနေ့9နာရီခွဲနောက်ပိုင်းမှတောက်တာကအကောင်းဆုံးဖြစ်ပါတယ်နံပါတ်4မှောင်မဲနေတဲ့အခန်းထဲမှာပဲဆက်နေခြင်းမနေ့လင်းနေပြီဖြစ်ပေမဲ့အခန်းထဲမှာမှောင်မဲနဲ့ဆက်နေတာကခန္ဓာကိုယ်ရဲ့ဇီဝနာရီ biological clock ကိုနှိုးကြားလာအောင်လှုပ်ဆော်နိုင်ပါဘူးဘယ်လိုပြင်မလဲနိုးတာနဲ့ဗရင်ပေါက်လိုက်ကာတွေကိုဖွင့်လိုက်ပါတဘာဝအလင်းရောင်နဲ့ထိတွေ့တာအပြင်ကတဘာဝစိမ့်နှမ်းမှုကိုကြည်တာမျိုးကတင့်ကိုချက်ချင်းလန်းဆန်းသွားစေမှာပါနံပါတ်5မနေ့စာကြော်သွားခြင်းဒါမှမဟုတ်အချိုစားခြင်းမနေ့စာကိုကြော်လိုက်တာကစီးကြိုနဲ့တွေးလက်ပတ်မှုဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်တယ်လို့အချိုတွေစားတာကလည်းတွေးတွင်းတကြားဓာတ်ကိုရုပ်တရက်မြင့်တက်စေပါတယ်ဘလို့ပြင်မလဲပရိုတိန်းကျွယ်ဝတဲ့ပဲအမျိုးမျိုးဒါမှမဟုတ်ဂိမ်ခဲလိုမျိုးဒါမှမဟုတ်ပဲပြုတ်နဲ့ထမင်းလိုမျိုးအာဟာရဖြစ်စေမဲ့အစားအစာတွေပါဝင်အောင်စားပေးပါနံပါတ်6ဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်မရှိခြင်းမနေ့ခင်းမှာဘာတွေလုပ်မယ်ဆိုတဲ့ပန်းနိုင်မရှိတာကတင့်ကိုပြင်းရည်စေပြီးအလုပ်ပြီးမြောက်မှုရောနေစေပါတယ်ဘလို့ပြင်မလဲလုပ်ရမယ့်အလုပ်စင်း to do list ကိုညကလေးကကြိုတင်ပြင်ပါဒါဆိုရင်မနေ့ခင်းမှာဘာလုပ်ရမလဲဆိုတာတွေးနေကြမလို့ပဲစနစ်ကြစတင်နိုင်မှာပါဒီအချက်ကလေးတွေကိုပြင်ဆင်လိုက်မယ်ဆိုရင်တင့်ရဲ့မနေ့ခင်းဟာပုံမိုးကျမ်းမာပျော်ရွှင်ပြီးအောင်မြင်တဲ့တနေ့တာဖြစ်လာမှာသိကြပါတယ်လို့ပြောချင်ပါတယ်ညီကုန်းချုပ်တင့်တနေ့တာရဲ့တော့ကျက်တနေ့တာဆိုတာအိမ်တစ်လုံးဆိုကြပါစို့မနေ့ခင်းဟာအဲ့ဒီအိမ်ရဲ့အုတ်မြင့်ဖောင်ဒေးရှင်းပါပဲအုတ်မြင့်မခံရင်အိမ်ဟာကြာရှည်မခံနိုင်တယ်လို့ပဲမနေ့ခင်းကိုအမားတွေနဲ့စတင်လိုက်မယ်ဆိုရင်တင့်ရဲ့တနေ့တာလုံးကလည်းပင်ပန်းနွမ်းနေပြီးအလုတ်မတွင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်အခုပြောပြတဲ့အမူအကျင့်6ချက်ဟာသေးငယ်တယ်လို့ထင်ရပေမဲ့ဒါတွေကိုပြုပြင်ပြောင်းလဲလိုက်တာကတင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မှာကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာမှာပါအလေးထားအသစ်တစ်ခုကိုစတင်မှုဆိုတာပထမတော့ခက်ခဲနိုင်ပေမဲ့တကယ်တမ်းလုပ်ကြည့်တဲ့အခါမှာတော့သင်ဘဝကိုတည်တည်တသာပြောင်းလဲစေနိုင်တာကိုတွေ့ရပါလိမ့်မယ်မနေ့ခင်းဟာတနေ့တာလုံးအတွက်လမ်းညွန်ပေးတဲ့အိမ်မြောင်ဖြစ်တယ်လို့လက်ဆက်တဲ့မျှော်လင့်ချက်တွေတည်ဆောင်လာတဲ့အချိန်လည်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးစိတ်သင့်စေမယ့်အမှုချင်းဇိုးတွေကိုစွန့်လွတ်ပြီးကျမ်းမာပျော်ရွှင်တဲ့မနေ့ခင်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်
အစအဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်တော့လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်နှိပ်ပေးထားပါလို့တက်ရက်ပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့တောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy great day